안녕하세요 여러분 알로만 밍라바 디니 마로 저너로 때문에 쿠쿠 장소에 드라 본산လေးကိုပြပေးသွားမှာဖြစ်ပါတယ်때문에ကိုသုံးတဲ့ခါမှာဆိုရင်သူကဒီနောင်းနဲ့လည်းတွဲပြီးသုံးလို့ရတယ်လို့ A ဆိုတာကကြတော့ adjective ပေါ့နော်ဂဝင်ပြကရိယာကိုပြောပြီးတော့ V ဆိုတာကကြတော့ action verb လို့ခေါ်တဲ့သုံးစာတွေပေါ့နော်အဲ့တွဲပြီးတော့လည်းသုံးလို့ရပါတယ်ဒီမှာဆိုလို့ရှိရင်နောင်ကိုတွဲသုံးတဲ့ခါမှာဆိုလို့ရှိရင်ဒီတိုင်းပဲနောက်ကနေ때문에နဲ့တက်ပြီးတော့ကတ်လိုက်ရုံပဲပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကကရိယာတွေကိုတွဲသုံးတဲ့ခါမှာဆိုရင်တော့သူကဒါလေးကိုဖြုတ်ပြီးတော့နောက်ကနေ key ပေါင်းပြီးတော့မှ때문에နဲ့ကတ်ပြီးတော့သုံးရမှာဖြစ်ပါတယ်ဆိုလို့ရှိရင်ဥပမာကြည့်ကြည့်အောင်နှင်းကြောင်လမ်းကချောတယ်နှင်းကြောင်နှင်းကိုဘယ်လိုခေါ်လဲဆိုရင် non ဟောဒီနှင်းဟာသူကဘာလဲဆိုလို့ရှိရင်နောက်ဖြစ်တဲ့အတွက်ကြောင်းဆိုတော့တန်းပြီးတော့ကတ်လိုက်ရုံပဲပေါ့နော်အဲဆိုရင် non 때문에နှင်းကြောင်လမ်းကဆိုတော့ 길이ချောတာကိုကြတော့ micropta လို့ခေါ်တယ်အဲ့တော့ရုပ်ပုံစံပြောင်းတဲ့ခါကျတော့ microwave လို့ဖြစ်သွားတယ်ပေါ့နော်အဲ့ပြောကြည့်အောင်ဆိုရင် non 때문에 길이 microwave နှင်းကြောင်လမ်းကချောတယ်အခုကြည့်အောင်ဆိုလို့ရှိရင်ကလေးကြောင်ပင်ပန်းတယ်အဲ့ကလေးကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင် Iကလေးကြောင့်ဆိုတော့ I ကလေးကနောင်ဖြစ်တဲ့အတွက်때문에နဲ့တက်ပြီးတော့ကတ်လိုက်ရုံပဲအဲဆိုတော့ I 때문에ကလေးကြောင့်ပင်ပန်းတယ်ဆိုတော့ဖြီးခွန်းနဲ့ရောပင်ပန်းတယ်အဲ့တော့ကြည့်အောင်ဆိုလို့ရှိရင် I 때문에ဖြီးခွန်းနဲ့ရောကလေးကြောင့်ပင်ပန်းတယ်အခုဆိုရင်နံပါတ်3လေးကြည့်ကြအောင်ဆိုလို့ရှိရင်ကျွန်တော်နိုင်ငံခြားသားဖြစ်တယ်ဆိုရင်နိုင်ငံခြားသားကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင်ဝဲကူကင်းလို့ခေါ်ပါတယ်ဟိုဖြစ်တရားကြတော့ either ပေါ့သူကနောင်ပေါင်း either ပုံစံသုံးထားတာပေါ့နော်အဲ့တော့နိုင်ငံခြားသားဖြစ်တယ်ဆိုလို့ရှိရင်ဝဲကူကင်း either နိုင်ငံခြားသားဖြစ်တယ်ကြော်ဒီမှာဆိုလို့ရှိရင်ဒါဒီကရိယာရေးဖြစ်သွားတယ်ဆိုတော့ကရိယာဆိုဘာပြောင်းအောင်လဲဆိုရင်နောက်ကနေဒါလေးကိုဖြုတ်ပြီးတော့ဂျီသေးပုံနေပေါင်းပေးရမယ်အဲ့တော့နိုင်ငံခြားသားဖြစ်တာကြောင့်ဆိုလို့ရှိရင်ဝဲကူကင်းနီကြီး때문에နိုင်ငံခြားသားဖြစ်တာကြောင့်ကိုရီးယားစကားဆိုတော့ကိုရီးယားစကားကိုဟန်ကူမာလို့ခေါ်တယ်။ဟန်ကူမာလို့ကိုရီးယားစကားကိုသိမရဘူးဆိုလို့ရှိရင်ဂျာမူထဲရောနဲ့သုံးလို့ရပါတယ်။အဲဆိုရင်ဟန်ကူမာလို့ဂျာမူထဲရောဆိုလို့ရှိရင်ကိုရီးယားစကားကိုသိမရဘူးပေါ့နော်။အဲ့ကြည့်အောင်ဆိုရင်외국인이기 때문에 한국말을 잘 못해요.နိုင်ငံခြားသားဖြစ်တာကြောင့်ကိုရီးယားစကားကိုသိမရဘူး